နာဂတ်ကာလမှာအလွန်ပြင်းထန်တဲ့နေအောင်ကြီးရှံထွက်မှု solar flare ကြောင့်ကမ္ဘာကြီးရဲ့အိုဇုံးလွှာပျက်စီးသွားပြီးလူသားတွေနေထိုင်လို့မရတဲ့တဲကန်နာယာကြီးဖြစ်သွားခဲ့ပါတယ်။ကမ္ဘာတဝန်းမှာဆိုးရွားတဲ့ရာသီဥတုတွေဖြစ်ပေါ်နေပြီးအရေးထဲမှာမနေတဲ့တက်ရှိမှန်သမျှနေရဲ့ခရမ်းလွန်ရောင်ကြီး UV ဒဏ်ကြောင့်လောင်ကျွမ်းကုန်ကြပါတယ်။အဲ့ဒီအဖြစ်ပြက်ဖြစ်ပြီး15နှစ်အကြာမှာတော့အင်ဂျင်နီယာတဦးဖြစ်တဲ့ Finch ဟာသူ့ရဲ့စက်ရုပ်လက်ထောက်လေးဒူဝီနဲ့အတူရိတ်ခါရှာဖို့အပြင်ထွက်လာခဲ့ပါတယ်။ခရမ်းလွန်ရောင်ကြီးတန်းကနေကာကွယ်ဖို့သူဟာတကိုယ်လုံးလုံးနဲ့အထူးဝတ်စုံကိုဝတ်ထားရပြီးဓာတ်ရောင်ကြီးလွန်ကဲလာရင်တတိပေးတဲ့စနစ်လည်းပါဝင်ပါတယ်။ Finch ဟာတချင်းလေးတအေးအေးဆိုရင်စတိုးဆိုင်တစ်ဆိုင်ထဲမှာခွေးစာအပါဝင်ရသမျှပစ္စည်းတွေကိုလိုက်သိမ်းပါတယ်။ကျမ်းပြင်ပေါ်မှာလူသေးအလောင်းတွေအများကြီးရှိနေပေမဲ့သူတို့ကတော့နေသားကျနေပြီမို့ဂယုမဆိုင်နိုင်တော့ပါဘူး။အကုန်သိမ်းပြီးတာနဲ့နောက်တစ်ခါဒီနေရာကိုပြန်မလာမိအောင်အမှတ်သားလုပ်ခဲ့ပါတယ်။အဲ့ဒီနောက် Finch ဟာကားတွေပိတ်နေတဲ့လမ်းတစ်လျှောက်သူ့ရဲ့ truck ကားကြီးနဲ့တိုက်ဖယ်ပြီးမောင်းထွက်လာပါတယ်။ရုတ်တရက်သူ့ဝစ်စုံကမုန်တိုင်းကြီးတစ်ခုလာနေပြီလို့တတိပေးတာကြောင့်မြို့ထဲကနေအမြန်ဆုံးမောင်းပြေးခဲ့ရပါတယ်။သူဟာအရင်ကအလုပ်လုပ်ခဲ့တဲ့အာကာသစွမ်းအင်ကုမ္ပဏီဟောင်းရဲ့မြေအောက်တက်ခွဲခန်းထဲကိုမုန်တိုင်းမမိခင်အချိန်မီရောက်သွားခဲ့ပါတယ်။ဘေးကင်းသွားတာနဲ့သူဟာဝစ်စုံနဲ့ဆက်ရုပ်လေးကိုတေချာပိုးတက်တန့်စင်ပါတယ်။ဒါပေမဲ့ Finch ဟာအဆက်မပြတ်ချောင်းဆိုးလာခဲ့တယ်။ဒါဟာသူတက်ရောင်ကြီးတင်ပြီးတဖြည်းဖြည်းတေအန်ဆဲဆဲဖြစ်နေပြီဆိုတာပြနေတာပါအဲ့ဒီနောက်သူဟာသူ့ရဲ့ချစ်လှစွာသောခွေးလေးကိုတရီယာနဲ့ဆုံတွေ့ပြီးရသမျှခွေးစာလေးကျွေးပါတယ် Finch ကိုယ်တိုင်ကတော့ရိတ်ခါနဲနေပြီမို့ရေတောက်ယုံပဲတောက်နိုင်ပါတယ်သူရှာလာတဲ့မတ်မွန်တီးဘူးလေးကိုကြည့်ပြီးအထူးနေ့ရက်ကြမှာစားမယ်လို့စိတ်ကူးထားပါတယ် Finch ဟာသူမရှိတော့တဲ့နောက်ကိုတရီယာကိုစောက်ရှောက်ဖို့လူပုံစံဆက်ရုပ်တရုပ်ကိုစတင်တီထွင်ပါတယ်။စာကြည့်တိုက်ကစာအုပ်ပေါင်းများစွာကိုစကင်ဖတ်ပြီးဆက်ရုပ်ရဲ့အုံနောက်ထဲကိုဗဟုသုတတွေထည့်ပေးလိုက်ပါတယ်။သူဟာဆက်ရုပ်ကိုအမြန်ဆုံးအပြီးတက်နိုင်ဖို့အိတ်ချိန်ကိုတော့လျှော့ပြီးအလုပ်လုပ်ပါတယ်။ဆက်ရုပ်ရဲ့မျက်လုံးအတွက်ဒူးဝီစီကမျက်လုံးတွေကိုခဏယူသုံးလိုက်ရပါတယ်။ဆက်ရုပ်ကိုစတင်အသက်သွင်းလိုက်တဲ့အခါစကားမပြောနိုင်သေးပေမဲ့ခေါင်းငိမ့်ပြနိုင်နေပါပြီ။ Finch ကစကားပြောစနစ်ကိုပြင်ပေးလိုက်တဲ့အခါဆက်ရုပ်ကသူ့ဘာသာသူ Jeff လို့နာမည်ပေးလိုက်ပါတယ်။ Jeff ဟာစာအုပ်ထဲကဗဟုသုတတွေအကုန်သိနေပေမဲ့ Finch သတ်မှတ်ထားတဲ့စီကံတွေကိုလိုက်နာရပါတယ်။အရေးကြီးဆုံးကတော့ Finch မရှိတော့ရင်ခွေးလေးကိုဒရီယာကိုကာကွယ်ရမယ်ဆိုတဲ့စတုထမြောက်စီကံပါပဲအဲ့ဒီအချိန်မှာပဲမုန်တိုင်းကြီးကြီးလေးခုပေါင်းစုံပြီးရက်ပေါင်း40ကြာမဲ့မဟာမုန်တိုင်းကြီးလာနေတာကိုသိလိုက်ရပါတယ်ဒီနေရာမှာဆက်နေရင်အသက်ရှင်မှာမဟုတ်တော့တာကြောင့်သူတို့အဖွဲ့ဆန်ဖရန်စစ္စကိုမြို့ဘက်ကိုထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်အချိန်မရှိတော့တာကြောင့်Jeff ရဲ့အုံနောက်ထဲကို data တွေ82%ပဲထည့်နိုင်ပါတော့တယ်။ Jeff ဟာပထမဆုံးအကြိမ်မတ်တက်ရက်ပြီးလမ်းလျှောက်တက်အောင်တင်ယူရပါတယ်။ Finch ဟာလိုအပ်တာတွေအကုန်ထုတ်ပိုးပြီးအမှတ်တရ postcard တွေကိုလည်းယူလာပါတယ်။သူတို့အားလုံးရကာကြီးနဲ့ခီးထွက်လာကြပါတယ်။လမ်းတစ်လျှောက်မှာ Finch က Jeff ကိုအရင်တုန်းကကဘာကြီးမှာပန်းတွေပြားတွေရှိခဲ့တဲ့အကြောင်းပြောပြပါတယ်။မြို့တစ်တစ်ခုကိုရောက်တဲ့အခါJeff ရဲ့ခေါင်းထဲကခြောင်နေတဲ့အစိပ်ပိုင်းကိုပြင်ပေးရင်း Jeff က San Francisco က postcard လေးကိုသဘောကျနေတာတွေ့လိုက်ရပါတယ်။အပြင်ထွက်ပြီးရိတ်ခါရှာတဲ့အခါ Finch က Jeff ကိုပစ္စည်းရှာနည်းတွေတင်ပေးပါတယ်။ရုပ်ရှင်ရုံတစ်ခုထဲမှာ Jeff ကသူ့ရဲ့ခွန်အားကိုသုံးပြီးတကားကိုဆွဲဖွင့်လိုက်ပါတယ်။ Finch ကပြောင်းမှုစေးအိတ်တွေ့သွားပြီးအပြင်ထုတ်လိုက်တဲ့အခါနေအောင်ကပြင်းလွန်းလို့စက္ကန့်ပိုင်းအတွင်းပြောင်းမှုပေါက်တွေဖြစ်သွားတာကို Jeff ကိုပြပါတယ်။ဒါပေမဲ့မုန်တိုင်းလာနေပြီးမို့သူတို့ကားစီကိုအမြန်ပြန်ပြေးရပါတယ်။မုန်တိုင်းတန်ခံနိုင်အောင်ကားကိုဝါယာကြိုးတွေနဲ့ရိုက်ချီရပါတယ်။ Finch မောနေတာကြောင့် Jeff ကအလုပ်တွေကိုအပြီးတက်ပေးလိုက်ပါတယ်။မုန်တိုင်းတိုက်ခတ်နေချိန်မှာကားကြီးကတုန်ခါနေပြီးခြိထားတဲ့ကြိုးတွေတစ်ခုပြီးတစ်ခုပြတ်သွားပါတယ်။ဒါပေမဲ့ Jeff ခြိထားတဲ့နောက်ဆုံးကြိုးကခိုင်နေတာကြောင့်သူတို့အသက်ဘေးကလွတ်ခဲ့ပါတယ်။နောက်တစ်နေ့မှာ Jeff ကခွေးစကားတက်ချင်လို့ခွေးဟောင်တယ်လို့လိုက်ဟောင်ပေမဲ့ Finch ကခွေးနဲ့ယဉ်နီးဖို့အချိန်ယူရမယ်လို့ပြောပါတယ်။ Jeff ကယုံကြည်မှုဆိုတာဘာလဲလို့မေးတဲ့အခါ Finch ကသူ့ရဲ့အလုပ်ခွင်ကပုံမြင်လေးတစ်ပုဒ်နဲ့ရှင်းပြပါတယ်။ဒါပေမဲ့ Jeff ကတော့ဒါကိုနားမလည်နိုင်သေးပါဘူး။အဲ့ဒီအချိန်မှာ Finch ဟာတွေးတွေအံပြီးအခြေအနေဆိုးလာပါတယ်။စားတောက်ဆိုင်တစ်ခုနားမှာနားနေတော့ Jeff ကကားမောင်းကြည့်ဖို့ကြိုးစားရင်းကားကိုတိုက်မိသွားပါတယ်။ Finch ကစိတ်ဆိုးပြီး Jeff ကိုစူပူလိုက်ပါတယ်။နေအောင်ကြီးကဘလောက်ပူလောင်လဲဆိုတာသိအောင်သူ့လက်ကိုနေပူတဲ့ခဏထုတ်ပြပါတယ်။ Jeff စိတ်မကောင်းဖြစ်နေတာကိုတွေ့တော့ Finch ကပြန်ချော့ပြီးကားမောင်းတင်ပေးပါတယ်။ညဘက်မှာတော့အိုဆုံးကမရှိတော့တာကြောင့်ဝါရောအလင်းတန်းတွေကိုလှလှပပမြင်တွေ့ရပါတယ်။ညဘက်ဘာလို့ကားမမောင်းလဲဆိုတော့အစာငတ်နေတဲ့လူတွေရဲ့ရန်ကကြောက်ရလို့ပါ။နောက်တစ်နေ့မှာ Finch ပိုနေမကောင်းဖြစ်လာပါတယ်။ Jeff ကဆေးရုံတစ်ခုထဲကိုဆေးသွားရှာပါတယ်။ Jeff ကဆေးတွေတွေ့သွားပေမဲ့အောက်ထပ်မှာရှိနေတဲ့စက်ရုပ်လေးဒူဝီကတော့ထောင်ချောက်ထဲမိသွားပြီးပျက်စီးသွားပါတယ်။ Finch ရောက်လာပြီးဒူဝီကိုကြည့်ကစိတ်မကောင်းဖြစ်သွားပါတယ်။ဒီနေရာဟာလူတွေထောင်ထားတဲ့ထောင်ချောက်မှန်းသိလိုက်ရပြီးသူတို့နောက်ကိုကားတစ်စီးကလိုက်လာပါနေတာကိုသတိထားမိလာပါတော့တယ်။မှောင်နေတဲ့တရားအောက်မှာပုံနေရင်သူတို့လွတ်မြောက်သွားပါတယ်။
ဒါပေမဲ့ကားရဲ့ဆိုလာပြားတွေပျက်စီးသွားတာကြောင့် San Francisco ကိုမရောက်တော့ဘူးလို့ Finch ကစိတ်ပြက်လက်ပြက်ပြောပါတယ်။အဲ့ဒီအခါ Finch ကခွေးလေး Cordelia ကိုဘယ်လိုစတင်တွေ့ရှိခဲ့လဲဆိုတဲ့ဝမ်းနည်းစရာပုံမြင်ကိုပြောပြပါတယ်။မိခင်နဲ့သမီးဖြစ်သူအသက်ခံလိုက်ရတဲ့ဖြစ်ရပ်ထဲကနေအိတ်ထဲမှာပါလာတဲ့ခွေးပေါက်လေးကိုသူကကယ်တင်ခဲ့တာပါ။နောက်တစ်နေ့မှာထူးဆန်းစွာပဲခရမ်းလွန်ရောင်ကြီးကမပြင်းထန်တော့ပါဘူး။လက်ပြလေးတွေကိုလည်းတွေးလိုက်ရပါတယ်။ Finch ဟာဝစ်စုံမပါပဲအပြင်ထွက်ပြီးနေရောင်ကြီးနွေးနွေးကိုခံစားလိုက်ရပါတယ်။အပင်တွေလည်းပြန်ပေါက်နေတာတွေ့ရပါတယ်။ Finch ဟာသူ့ရဲ့ငကိုဝစ်စားကောင်းလေးကိုဝစ်ပြီး Jeff နဲ့အတူပျော်ပျော်ပါးပါးအချိန်ဖြုံးပါတယ်။ Finch ကသူ့ဖေစီကရတဲ့ postcard အကြောင်းနဲ့သူဘာလို့ engineer ဖြစ်လာလဲဆိုတဲ့အကြောင်း Jeff ကိုပြောပြပါတယ်။ဒါပေမဲ့ Finch ကတော့သူတေခါနီးပြီဆိုတာသိပါတယ်။ Jeff ကိုခွေးနဲ့ကစားနည်းတွေတင်ပေးရင်း Finch တွေ့အံပြီးလဲကျသွားပါတယ်။သူတို့နှစ်ယောက်နွေးနွေးထွေးထွေးဖက်လိုက်ကြပါတယ်။နောက်ဆုံးမှာတော့ Finch ဟာအေးချမ်းချမ်းပဲကွယ်လွန်သွားပါတယ်။ Jeff နဲ့ Cordelia တို့ဟာ Finch ကို Viking style မီးတင်ကြိုပေးလိုက်ကြပါတယ်။ Jeff ဟာ Finch ကိုဂတိပေးထားတဲ့အတိုင်း Cordelia ကိုဂရုစိုက်ပြီးကြံရှိတဲ့ခရီးကိုဆက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့ San Francisco က Golden Gate တံတားကိုရောက်သွားခဲ့ပြီးတခြားအသက်ရှင်ကျန်ရစ်သူတွေရဲ့ message တွေကိုတွေ့လိုက်ရပါတယ်။ Jeff နဲ့ခွေးလေးတို့ဟာဘဝတစ်ကိုစတင်ဖို့ရှေ့ဆက်ထွက်ခွာသွားကြပါတော့တယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်လဲစိတ်ဝင်စားစရာဗီဒီယိုလေးတွေတင်သွားပေးပါမှု channel လေးကို like and subscribe လုပ်ထားဖို့မမေ့ကြနဲ့ညီနော်။